တရုတ်နိုင်ငံရဲ့စတူဒီယိုတသေးလေးတစ်ခုကနေစတင်ခဲ့ပြီးတော့ League of Legends ရဲ့ဇာတ်ကောင်တွေကိုတိုက်ရိုက်ခိုးယူထားပါတယ်ဆိုပြီးတော့တရားရုံးမှာတရားခဏအစွဲခံရတဲ့ game ဒါပေမဲ့ Play Store တစ်ခုတည်းကို download အကြိမ်ပေါင်းတန်း900ကျော်ရှိတယ်။လစဉ် player ပေါင်းကလည်း38တန်းကျော်ရှိပြီးတော့ဒီ South Asia တစ်ခုလုံးကိုအပိုင်သိမ်းထားတဲ့ game ဒါပေမဲ့ခင်ဗျာ PC gamer တယောက်ကိုအဲ့ game ကြောင်းသွားပြောရင်တော့ခင်ဗျားကိုကြည့်ပြီးတော့ကောင်းခါပြရင်လည်းပြလေဟာရမအဲ့လိုမပြောနဲ့လေကွာ Dota တို့ League of Legends fan တယောက်နဲ့သွားပြောရင်တော့အချင်းချင်းရင်းခုန်ရတဲ့ဖြစ်ရင်လည်းဖြစ်နိုင်ဒါကကျွန်တော်တို့လက်နှချောင်း game လို့စကြ Mobile Legends ဖန်မဲ့တမိုင်းကြောင်းပဲဖြစ်ပါတယ်ဒီတော့ Mobile Legends အရှိတောင်အရှာမှာရုပ်ပြကြီးအောင်မြင်လာပြီးတော့ဘလို့တိမ့်မိုက်သွားလဲဆိုတော့တီးဖို့အတွက် game စထွက်ခဲ့2016ကိုပြန်သွားကြည့်အောင်အဲ့ဒီချိန်တုန်းကဒီ multiplayer online လောကမှာ Dota တို့ League of Legends တို့ကကဘာကြီးစိုးထားတာပေါ့ဒါပေမဲ့ဒီ game တွေကိုလူတော်များများဆော့ဖို့ကကြီးမားတဲ့အတားအဆီးတစ်ခုရှိပါတယ်ခင်ဗျားမှာအနည်းဆုံး PC ဒါမှမဟုတ် laptop တစ်လုံးရှိဖို့လိုတယ်မြန်မာတို့ဖိလစ်ပိန်းတို့အင်ဒိုနီးရှားတို့မှာရှိတဲ့လူငယ်တွေမှာအဲ့ချိန်တုန်းကကိုပိုင် laptop PC ဆိုတာရှားတယ်ကဲရှိခဲ့ရင်လည်း game ရဲ့ lower end specification တွေမမီတာမျိုးရှိတယ်ဒါပေမဲ့ဒီ2015-2016အချိန်မှာလူပိုင်းနီးပါးလက်ထဲရောက်လာတာကတော့ဈေးတက်တာတဲ့ smartphone တွေပေါ့ဒီမှာ Mobile Legends developer ဖြစ်တဲ့ Moon ကတော့ညံလေးနည်းနည်းကောင်းသွားတယ်တခြား game company တွေကဒီအာရှ mobile gamer တွေကိုလက်လူရှုထားတဲ့အချိန်မှာသူက Mobile Legends ကိုဖုန်းတော်တော်များများမှာဆော့လို့ရအောင်ထုတ်ပေးလိုက်ပါတယ်များဒေါ်လာ100တန်ဖုန်းမဲလားရတယ်ဆော့လို့လက်ဝေးဆိုင်မှာထိုင်ဆော့မလားရတယ်ပစကား game မှာကားဆော့ရင်လည်းဆော့မလားရတယ်ဝဲရဘယ်လောက်မှမကြောက်ဘူးနောက် internet line သိမ့်မကောင်းဘူးလားဆော့လို့ရတယ်အဲ့လိုလုပ်ပေးလိုက်တာကြောင့်ဒီ South Asia မှာ player fan base ရလာတယ်ပေါ့နောက်ဒီ South Asia ကိုအပိုင်သိမ်းတဲ့နောက်တစ်ချက်ကတော့သူက Mobile Legends ကိုသူချဲ့ထွင်မဲ့ data ကိုလိုက်ပြီးတော့ localization လုပ်ပေးပါတယ်ဖိလစ်ပိုင်မှာဆိုရင်လာပူပေါ့သူကဖိလစ်ပိုင်ရဲ့ဒီနယ်ချဲ့ကိုတိုက်ထုတ်ပေးခဲ့ hero ပြီးနောက်ပကူယိုလိုစကီနေထုတ်ပေးတယ်မလေးရှားမှာဆိုရင်တို့ data တွင်းပုံမြင်တွေကဗဒန်းအဲ့လိုစားကြည့်ရဲ့ hero တွေကိုထုတ်ပေးရပေါ့မြန်မာမှာဆိုလဲဒီမင်းစစ်သားလို hero တွေထုတ်ပေးတယ်တခြားဘယ်ကုမ္ပဏီတွေကများတခြားနိုင်ငံတွေထားလိုက်အောင်မြန်မာနိုင်ငံကိုအဖက်လုပ်ပြီးထုတ်ပေးဖို့လို့လဲအဲ့တော့ဒီတခြား game ကုမ္ပဏီတွေက South Asia က mobile gamer တွေကိုလစ်လူရှုထားတဲ့အချိန်မှာမွန်တုံးက VIP guest တယောက်လို့ဆက်ဆံခဲ့တဲ့အတွက်သူ့ရဲ့ player fan base တွေထပ်ပြီးတိုးလာတယ်ပေါ့နောက်တစ်ချက်ကတော့အခမဲ့ free to play ဖြစ်တယ်။နောက်တငယ်ချင်းတွေပေါင်းပြီးတော့ဆော့လို့ရတဲ့အကြောင်းဒီကျောင်းတွေဘက်လောက်ဖို့ကိုင်းဘက်နောက်ဒီပါရောက်နေတဲ့တငယ်ချင်းတွေချင်းချောင်းမှာချိတ်ဆက်ပြီးတော့ဆော့လို့ရတဲ့ပေါင်းကူတရားတစ်ခုတော့ဖြစ်လာတယ်ပေါ့။အဲ့နောက်မှာ Mobile Legends ကို Yo phone game ကနေနိုင်ငံအဆင့်အထိပြောင်းလဲပေးခဲ့တဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ Mobile Esport မိုးတုံးက Mobile Legends Professional League နဲ့ MCV ကမ္ဘာချန်ပီယံရှစ်လို့ပြိုင်ပွဲတွေလုပ်ပေးလိုက်တဲ့အခါတချို့ player တွေအတွက်ဖုန်း game တစ်ခုကအချိန်ဖြုံးနေရမှာမဟုတ်တော့ဘဲနဲ့တကယ်အသက်မွေးဝမ်းကြောင်းလုပ်လို့ရတဲ့လမ်းကြောင်းတစ်ခုဖြစ်လာတယ်မြန်မာနိုင်ငံက player တွေအတွက်လည်းတကယ်ကိုကြီးမားတဲ့အပြောင်းလဲပေါ့မြန်မာနိုင်ငံကိုစားပြုတင်နေပေါ်လာတယ်နောက်ကျွန်တော် M2 Grand Final လို့သမိုင်းဝင်ပွဲစဉ်တွေရှိလာတယ်ကမ္ဘာအဆင့်မီအသင်းကြီးတွေနဲ့ရှင်ပြိုင်ခဲ့တော့ကလည်းမြန်မာနိုင်ငံလုံးအားပေးခဲ့ကြတယ်ပေါ့အဲ့လိုလုပ်ပေးလိုက်တဲ့အတွက် Mobile Legends ကတာမန် software တစ်ခုမဟုတ်တော့ဘဲနဲ့ဒီနိုင်ငံတနိုင်ငံစီလိုက်အားပေးကြတဲ့အားကစားတစ်ခုအဖြစ်လာခဲ့ပါတယ်ဒါဆိုရင်ဒီ game ကလူတော်များများလဲကြိုက်ကြတယ်တော်တော်များများလဲစော့တယ်ဒါပေမဲ့တစ်ဖက်မှာလည်းလူတော်များများလုံးဝမကြိုက်ဘူးပေါ့အဲ့တော့မကြိုက်တဲ့လူတွေကိုမေးကြည့်ရင်ဒီအချက်၃ချက်ကြောင့်ဖြစ်မယ်ထင်တယ်ပထမချက်ကတော့ခိုးကူးရတယ်ဆိုရဲဆွဆွဲချက်နဲ့ mobile ဝင်းကြောင့်တရားစွဲခံရတာပေါ့ပုံပွင့်လင်းပြောရရင်2016 Mobile Legends စပေါ်လာတော့ငါ Riot ရဲ့ League of Legends game နဲ့တော်တော်ကြီးဆိုးရွားကိုတူမြင်ခဲ့ပါတယ်အဲ့အတွက် Riot က Mobile Legends ကိုတရားစွဲတယ်ရော်ကြီးပေးရတဲ့ခါလည်းရှိတယ်။အဲ့နောက်မှာတော့ Mobile Legends က hero တွေ map တွေကိုပြောင်းလဲပြင်ဆင်ပြီးထုတ်ခဲ့တယ်။ဒါပေမဲ့ gamer တချို့ရဲ့စိတ်ထဲမှာ cheat copy ပေါ့နော်။တကိုး game မဆော့ဘူးဆိုအစဲကြီးဆွဲချင်ခဲ့ပါတယ်။ဒုတိယချက်ကတော့ toxic ဖြစ်လွန်တာပေါ့။အဲ့ကတည်းကနေအလွယ်တကူထုတ်ပြီးဆော့လို့ရတဲ့အတွက် player fan base ကလည်းတော်တော်စုံတယ်။အဲ့အတွက် toxic လည်းအရင်ဖြစ်တယ်ပေါ့။ကိုလိုချင်တဲ့ role မရလို့သူတို့က abandon တာအများသက်ပြီးခမားပေါ်မှာ recall ခေါ်ပြီးရွေးပြတာကိုယ့်ရဲ့စကေးတစ်ခုလွဲသွားတယ်ဘာသာစကားပေါင်းစုံနဲ့ဆဲခံရတာဆိုလိုဆော့ရင်လည်း random ကြတဲ့ teammate ပေါ်အားကိုးရတဲ့အတွက်ခမားရဲ့သိရှိမှုဒီgame ကတော်တော်ကြီးစမ်းသပ်ပါလိမ့်မယ်နောက်ချက်ကတော့ဒီ skin တွေရောင်းတာနဲ့ဂါချာစနစ်ကြောင့်ပေါ့ game ကတော့အခမဲ့ download ဆွဲလို့ရတယ်ဒါပေမဲ့ hero ရဲ့ skin တွေနဲ့ battle pass တွေပေါင်းပြီးတော့ game ရဲ့စီးပွားရေးကိုမောင်းနေနေရဖြစ်ပါတယ်2024 တနှစ်ထဲကိုဒီ game ရဲ့ in game purchase ကနေပြီးတော့ဒေါ်လာ195သန်းရခဲ့ပါတယ်ဖိလစ်ပိုင်တနိုင်ငံတည်းက3နှစ်စုစု
ပေါင်းရဲ့သုံးဖို့တစ်ပုံကိုသုံးဆွဲခဲ့တာဖြစ်ပါတယ်အဲ့တော့ဝေဖန်တဲ့သူတွေကတော့ဒါကဒီလူငယ်တွေကိုခေါင်းပုံဖြတ်နေရဆိုပြီးတော့ပြောကြရပေါ့ဒီကာဝယ်သူတွေကြတော့ Mobile Legends တွေမဟုတ်ဘဲနဲ့ Free Fire တို့ PUBG တို့ Genshin Impact တို့အဲ့လို game တွေမှာလည်းဒီ Freemium ပေါ့နော် Free နဲ့ Premium ပေါင်းထားတဲ့စနစ်ကပါပြီးသားပေါ့ Mobile Legends တစ်ခုတည်းကလုပ်နေရမှာမဟုတ်ဘူးပေါ့ဒီချက်ကတော့ Mobile Legends ကိုအရှိကကြီးမြင်ရတဲ့အချက်တွေနဲ့ပေါင်းပြီးတော့အစော်ခံရတာလို့တော့မြင်မယ်ပေါ့အဲ့တော့ခမားချစ်တီမုံနီဖြစ်စေ Mobile Legends ကအရှိတောင်အာရှကိုတိမ့်ပိုက်ထားပြီးတော့ Mobile e-sport လောကကိုပြောင်းလဲပစ်ခဲ့တာကတော့ဘာညင်လို့မရဘူးအမှန်ပဲဒီ laptop PC မရှိတဲ့လူငယ်တွေကိုရှင်ပြိုင်ခွင့်တကယ်ရင်းနေအချင်းချင်းစုပြီးဆုံးလို့ရတဲ့ game တစ်ခု e-sport ရဲ့ရတာဒါတွေကိုပေးဆွမ်းခဲ့ပါတယ်ဒီ game မှာအမှားယွင်းနေရှိရယ်တရားစွဲခံရတယ်ခဏခဏပဲခမားကိုတွေးတိုးစေလိမ့်မယ်ငါဝဲစတိုက်ရှုံးပြီးရဲ့နောက်ညနေနိုင်ကြီးမှာခွေးကိန်းဆိုပြီးတော့ဖြတ်ပစ်ပြီးနောက်တစ်ရက်နှစ်ရက်လောက်နေတာကြီးစောကြမယ်လေးဆိုပြန် download လုပ်နေပြီးအောင်ပါပဲအဲ့တော့ခမားအခုဘယ်မှရောက်ပြီလဲပေါ့ဆိုလိုဆော့တဲ့အခါမှာတွေ့ခဲ့ရတဲ့အဆိုးရွားဆုံးတွေ့ကြုံလေးကိုလည်း comment မှာရေးပေးခဲ့ပါအောင်ဒီဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင်လည်း like and subscribe လုပ်မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်